နာလေးပါတီရှင်မင်္ဂလာရှိတာမင်္ဂလာနေ့လည်ကင်းပါခင်ဗျကျွန်တော်တို့အဖွဲ့ရဲ့နမီလေးကတော့အပြာရောင်ငှက်ငယ်လေးများအဖွဲ့ပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့တင်ဆက်ဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့သူများမကောင်းကြံဘေးရန်ထီးဆိုတဲ့ပုံမြင်ကလေးပဲဖြစ်ပါတယ်ခင်ဗျဒီပုံမြင်လေးထဲမှာကိုထုအဖြစ်တငယ်ချင်းမဝဲထုလွင်ဒေါ်လာမင်းဖြစ်တငယ်ချင်းမမြလာမင်းကိုလူလာအဖြစ်တငယ်ချင်းမဆက်ချယ်ရီမြတ်မောင်ချစ်အဖြစ်တငယ်ချင်းမမှုန်းတာအောင်နဲ့အစည်းအဝေးတစ်ဆက်တူအဖြစ်ကျွန်တော်မောင်လွှမ်းမိုးချစ်တို့ကတာဝန်ယူတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့တငယ်ချင်း9ယောက်ကတော့ Wisdom Way Education Center ဘလူးတေတန်းမှာပညာသင်ယူနေကြတဲ့ကျောင်းသားကျောင်းသူလေးများပဲဖြစ်ပါတယ်ခင်ဗျပုံမြင်နေအများကြီးရှိတဲ့ထက်ကနေမှဘာဖြစ်လို့သူများမကောင်းချင်ဘေးရန်ထီဆိုတဲ့ပုံမြင်ကလေးကိုရွေးချယ်ရတယ်လဲဆိုတော့ကျွန်တော်ပါဝင်တငယ်ချင်းတွေအားလုံးကိုလူကောင်းလူတော်လေးတွေဖြစ်စေနိုင်မယ်အတွေ့အလေးတစ်စအသီးလေးတစ်ချက်ရသွားစေချင်တဲ့အတွက်ဖြစ်ယူရပါတယ်ခင်ဗျဆရာမစုကကျွန်တော်တို့မြတ်တာပိုးတဲ့ချင်းဆိုပြောနေကြစကားလေးတစ်ခုရှိပါတယ်ခင်ဗျစိတ်ကောင်းလေးတွေမွေးကြမယ်နော်တဲ့ဟုတ်ပါတယ်စိတ်ကောင်းလေးတွေမွေးနာမှအတွေ့ကောင်းခြင်းကောင်းတွေရလာနိုင်မယ်အတွေ့ချင်နေကောင်းနေမှလောက်ရကောင်းနေဖြစ်လာမယ်လောက်ရတွေကောင်းနေမှလူကောင်းလူတော်လေးတွေဖြစ်လာတာမဟုတ်ပါလားခင်ဗျဟုတ်ကဲ့ပါခင်ဗျကျွန်တော်လေးရှည်သွားရင်တောင်းမယ်ပါတယ်ခင်ဗျအခုကျွန်တော်တို့အပြာရောင်ငှက်ငယ်လေးများဖွဲ့ရဲ့တင်ဆက်မှုလေးကိုနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျသူများမကောင်းကြံဘေးရန်ထိတခါတော့ငါရွာတူရွာမှာကိုထူးဆိုတဲ့လဲသမားတယောက်နေတာမှာတဲ့သူဟာရိုးသားကြိုးစားပြီးအချင်းစရာကောင်းမွန်တဲ့အပြင်ရွာသားတွေပေါ်မှာလဲတနာညာတာတက်ပြီးကုနီတက်သူတယောက်ဖြစ်တဲ့ဒီနေ့မှတော့အင်းနီနာချင်းမောင်ချစ်ကကိုထွေအိမ်ကိုရောက်လာပြီးဒီလိုပြောလိုက်ပါတဲ့အမောင်ကျိုးရေဆယ်လေးနည်းနည်းတော့အမေတို့ရဲ့အိမ်မှာဆယ်မရှိတော့ဆယ်လေးနည်းနည်းလောက်ချီးလို့ရလားရပါတယ်မောင်ချစ်ရမချစ်ရပါဘူးကွမင်းတို့တလားယူသွားလိုက်နော်စံပင်ကျေးဇူးတင်ပါတယ်မောင်ချိုးရေအဲ့ဆိုရင်ဆယ်လေးနည်းနည်းလောက်ယူသွားလိုက်မယ်နော်မောင်ချစ်စာနယ်တော့မှဖိတ်ရကုန်မယ်နော်ဘယူးဆိုင်ပြီးသွားအောင်ဒါပေမဲ့အဲ့ဒီရွာမှာရှိတဲ့ကိုလူလာဆိုတဲ့လူတယောက်ကတော့ကိုထုကိုလူတွေကချစ်ခင်လေးစားကြတာကိုမနာလို့ဖြစ်နေတဲ့ဒီကိုထုဆိုတဲ့လူကိုလူတွေကချစ်ချွတ်နေကြတာဒီလူကဘာရင်းနဲ့ထူပြီးတောင်းနေလို့လဲဒီလူကိုငါတခုခုလောက်အောင်မယ်အကြံရပြီဒီလူကနွားတွေအများကြီးပိုင်တာပဲသူနွားတွေကိုအကုန်ပြတ်အောင်လုပ်ပြစ်မယ်အဲ့ဒီလိုနဲ့တညမှာတော့ကိုလူလာဟာကိုထုနွားချင်နာကိုတိတ်တဆိတ်သွားပြီးနွားတွေကိုလှုပ်ပြဖို့ချင်းကပ်လာပါတဲ့ပြီးတော့ဒီလိုတွေးနေပါတဲ့ငါဒီနွားတွေကိုလော်ပေးလိုက်ရင်ဒီလူမနဲ့မောလေးတာနဲ့စိတ်ကြီးရတော့မှာပဲပြောတယ်ကွာအဲ့ဒီလိုတွေးနေတော့မှပဲနွားချန်အနားမှာရှိတဲ့မြေချင်းကြီးတဲ့ကိုလူလာတယောက်ချော်ကျသွားပါရောကေတတ်ပါအောင်ဗျာ
ကြာတော့ကိုထူးနိုင်မောင်ချစ်ကပြေးလာကြပါတဲ့ကိုထူးကကျိုးတစ်ချောင်းကိုယူပြီးကိုလူလာကိုကျင်းထဲကနေဆွဲထုတ်ပေးလိုက်တဲ့ပြီးတော့ဒီလိုမေးလိုက်ပါတဲ့ဟမ်ကိုလူလာကြီးပါလားခမဆင်ပြေလားညာကြီးအချိန်မတော့ကြောက်နွားကြံနာမှာဘာလုပ်နေရလဲဗျကိုလူလာကတော့ရှက်လုံးနာကြောက်ခေါင်းဝုံပြီးဘာမှမပြောဘဲနေတဲ့အဲ့ဒီအချိန်မှာပဲကိုလူလာရဲ့အတော်ဖြစ်တဲ့ဒေါ်လာမင်းရောက်လာတဲ့ဟဲ့လူလာပါလားနင်းဒီမှာဘာတွေဖြစ်နေတာလဲမတက်တာတဲ့အဆုံးမှာတော့ကိုလူလာလည်းအမှန်တော့ဝင်ခလိုက်ရပါတဲ့ကျွန်တော်ကိုထုကိုမကောင်းကြံဖို့လာခဲ့တာပါဒါပေမဲ့ကျွန်တော်ဘက်မကောင်းတာတွေဖြစ်ရတယ်အဲ့ဒီအချိန်မှာဒေါ်လာမင်းကကိုလူလာကိုဒီလိုပြောလိုက်ပါတဲ့အော်လူလာရဲ့နင့်မလည်းမိုင်းလိုက်တာနောက်ဆိုမှတ်ထားသူများပေါ်မကောင်းတာမတွေ့ရဘူးဟိုမကြံရဘူးကွယ်အခုပဲကြည့်သူများပေါ်မကောင်းကြံခုပဲခံရပြီခုပဲရှက်ကွဲရတာပဲမဟုတ်လားဒါကိုတင်ငန်းစာယူပါကွယ်ကျွန်တော်မသွားပါတယ်ကျွန်တော်တောင်းပန်ပါတယ်ကိုထူးကျုပ်ကိုခွင့်လွှတ်ပါဗျာအဲ့ဒီချိန်မှာကိုထူးကလည်းသဘောထားကြီးကြီးနဲ့ခွင့်လွှတ်ပေးလိုက်ပါတဲ့အေးပါကွာရပါနောက်ဆိုဒီလိုလောက်မျိုးဘယ်တော့မှမလုပ်မိပါနဲ့ကွာနော်တို့တွေဘာပဲလို့သူတပားကိုထိခိုက်နေတာမလုပ်မိဖို့မတွေးမိဖို့မကြံမိဖို့ကြိုးစားပြီးနေထိုင်ကြမယ်နော်ကဲကိုလူလာခမရလေခမရရင်ပြန်တော့ခမရမိသားစုတွေခမရကိုမျှော်နေရောပေါ့ဒီလိုပြောပြီးသူတို့တွေလူစုခွဲလိုက်ကြပါတော့တဲ့ပုံမြင်လေးကတော့ဒါပါပဲခမရဒီပုံမြင်လေးကိုနားထောင်ပြီးသူတစ်ပါးပေါ်မှာမကောင်းတဲ့စိတ်ထားပြီးမကောင်းတဲ့အလုပ်ကိုလုပ်ခြင်းဟာလူအများလည်းမှာအရှက်တကွဲဖြစ်တဲ့အပြင်မကောင်းတဲ့အကျိုးတရားမှုကိုပဲရရှိရကြောင်းသင်ခန်းစာရလာပါတယ်ခင်ဗျာငယ်ချင်းတို့အားလုံးလဲလူဘဝတူတူလေးမှာဘယ်သူပေါ်မှာမကောင်းတဲ့တွေ့မကောင်းတဲ့ကြံမကောင်းတဲ့အလုပ်တွေကိုမလုပ်ကြပဲကောင်းမကန်စွာနေထားနိုင်ကြပါစေလို့ကျွန်တော်တို့ကဆန္ဒပြုရင်ကျွန်တော်တို့သူများမကောင်းကြံဘေးရန်ထီးဆိုတဲ့ပုံမြင်ကလေးကိုဒီမှာပဲညီကုန်းချုပ်လိုက်ပြရစီခင်ဗျာဒီကျွန်တော်တို့တင်ဆက်မှုလေးတည်းမှာအမားတစုံတရားမြင်ပါခဲ့ရင်အပြည့်မမြင်ပဲချစ်စင်ခင်စလေးနဲ့နားလဲပေးကြပါလို့တောင်းဆိုပြရစီခင်ဗျာဒီပုံမြင်လေးကိုမိမိပြုတ်ပြထားတဲ့ပုံမြင်တွေကနေမှကောင်းတော့တယောက်ဖော်ထားတာပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးနားဆင်ပေးခဲ့ကြတဲ့ဆရာမဆုနဲ့တငယ်ချင်းတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာတတပါတတာဒါ